ဖုန်းကြီးကသူ့လက်ထဲမှာတစ်သားတုပ်တွေကိုကင်ပြီးသူ့ရှိကခီယာတွေကိုစတင်လှည့်နေခဲ့ပါတယ်တုပ်တစ်ခုနည်းနည်းလေးညီးသွားရင်တော့မြန်မြန်လည်းနေတဲ့ခီယာတွေကသူ့ရဲ့လက်တွေကိုထိခိုက်စေနိုင်ပါတယ်ဒီလေ့ကျင့်မှုအတွင်းမှာလူအများကြီးမှယွင်းခဲ့ပြီးဒဏ်ရာရခဲ့ကြပါတယ်ဒါပေမဲ့ဒီဖုန်းကြီးကတော့လက်စည်းလိုမြန်မြန်နဲ့ခီယာတွေကိုအားထုတ်เสียရမလို့ပဲလှုပ်ရှားနိုင်ခဲ့ပါတယ်သူကပထမစမ်းသပ်မှုကိုဘာပြဿနာမှမရှိပဲအောင်မြင်သွားခဲ့ပြီးလုံးဝမပင်ပန်းခဲ့ပါဘူးဆရာကသူ့ရဲ့အောင်မြင်မှုကိုအယမ်းကျေနပ်သွားခဲ့တယ်အခုတော့ဒုတိယစမ်းသပ်မှုအတွက်အချိန်ရောက်လာခဲ့ပြီဒီတစ်ခါမှာတော့သူကတုပ်ကိုအသုံးပြုပြီးတူးမြောင်းရဲ့တစ်ဖက်ချမ်းကိုကြောက်တုံးကြီးတုံးရွှေ့ရမှာဖြစ်ပါတယ်အစပိုင်းမှာတော့သူကလွယ်တယ်လို့ထင်ခဲ့တယ်ဒါပေမဲ့ဒီအလုပ်ကခွန်အားတင်မကပါဘူးညံ့ရင်ညံ့သွေးလဲလိုအပ်တယ်ဆိုတာကိုသူသဘောပေါက်သွားခဲ့တယ်အဲ့ဒီနောက်မှာတော့တတိယစမ်းသပ်မှုစတင်ခဲ့ပါတယ်ဒီတစ်ချိန်မှာတော့သူကချိတ်ဆွဲထားတဲ့တဲအိတ်တွေကိုတုံးနဲ့ဝေ့ရမ်းရမှာဖြစ်ပါတယ်ဒီစမ်းသပ်မှုကသူ့ရဲ့တွက်လက်မှုနဲ့အရှိန်ကိုစစ်ဆေးဖို့ဖြစ်ပါတယ်ဒီစမ်းသပ်မှုမှာလည်းသူကထူးချွန်စွာလှုပ်ဆောင်နိုင်ခဲ့ပါတယ်အခုတော့အခက်ခဲဆုံးစိန်ခေါ်မှုရောက်လာခဲ့ပြီးအဲ့ဒါကတော့ဆရာနဲ့တိုက်ရိုက်တုပ်တိုက်ခိုက်မှုပဲသူကဆရာကိုအနိုင်ယူနိုင်ခဲ့ရင်ဘွဲရဘုံကြီးတစ်ပါးအဖြစ်သတ်မှတ်ခံရလိမ့်မယ်ဆရာကသူ့ရဲ့မယုံနိုင်စရာကောင်းတဲ့တုပ်နည်းပညာကြောင့်အားတင်သွားခဲ့တယ်အကျိန်အများပြားတိုက်ခိုက်ခဲ့ကြတယ်ဒါပေမဲ့အကျိန်တိုင်းဆရာရှုံးနိမ့်ခဲ့ပါတယ်သူ့ရဲ့စွမ်းရည်တွေကြောင့်သဘောကျသွားတဲ့ဆရာကသူ့ကိုအကြီးအကဲဘုံကြီးအစ်စ်ဖြစ်အောင်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်တိုးတော်လည်းအကြီးအကဲဟောင်းတစ်ပါးကဒါကိုလက်ခံဖို့ညှင်းဆိုခဲ့ပါတယ်သူကျွန်တော်ကိုမနိုင်မချင်းသူ့ကိုအကြီးအကဲဖြစ်ကျွန်တော်လက်ခံမှာမဟုတ်ဘူးလို့သူပြောခဲ့ပါတယ်ဘုံကြီးမှာတခြားရွေးစရာမရှိတော့ပါဘူးသူကစိန်ခေါ်မှုကိုလက်ခံခဲ့ပြီးပထမဆုံးတိုက်ခိုက်ဖို့သူ့တုပ်ကိုတင်းတင်းကြပ်ကြပ်ကင်ထားခဲ့တယ်ဒါပေမဲ့သူအကြီးအကဲဟောင်းကိုတော့မထိနိုင်ခဲ့ပါဘူးအကြီးအကဲကအယမ်းမြန်မြန်ပြန်တိုက်ခိုက်ခဲ့တဲ့အတွက်ပထမအချိန်မှာပဲဘုံကြီးရှုံးနိမ့်ခဲ့ပါတယ်သူထရက်ပြီးထပ်တိုက်ခဲ့ပြန်တယ်ဒါပေမဲ့ရလက်ကအတူတူပါပဲသူရှုံးနိမ့်ခဲ့တယ်အကြီးအကဲကသူ့ရဲ့တုပ်ကိုယူသွားခဲ့ပြီးသူ့အရှုံးကိုဝန်ခံခဲ့ရပါတယ်ဒီရှုံးပြီးနောက်မှာတော့သူပိုပြီးကြိုးစားလေ့ကျင့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်သူကအရင်ကထပ်ပိုပြီးတော့အားထုတ်မှုနဲ့စိတ်အားထက်သန်စွာလေ့ကျင့်ခဲ့ပါတယ်သူ့စိတ်ထဲမှာတစ်ခုတည်းသောမေးခွန်းကငါအကြီးအကဲရဲ့နီးစနစ်ကိုဘယ်လိုပြန်တိုက်ခိုက်နိုင်မလဲဆိုတာပဲနောက်နေ့မှာတော့သူကအကြီးအကဲကိုထပ်စိန်ခေါ်ခဲ့ပြန်တယ်ဒါပေမဲ့သူ့အစီအစဉ်ကတဖန်ချရှုံးသွားပြီးသူထက်ချက်တုံးပြန်ခဲ့တယ်ဒေါသထွက်နေတဲ့သူကဒီဝါတော့ကိုသွားခဲ့ပါတယ်စိတ်ပြအားငယ်မှုနဲ့သူဝါတစ်လုံးကိုဖျက်လိုက်တယ်နောက်ထပ်တစ်လုံးကိုဖျက်လိုက်တယ်ရုတ်တရက်အတွေ့အကြုံတစ်ခုသူ့စိတ်ထဲရောက်လာခဲ့တယ်သူကဝါသုံးလုံးကိုပေါင်းပြီးအမျိုးအစားတစ်တုပ်တစ်ချောင်းကိုလုပ်ခဲ့တယ်နောက်နေ့မနေ့ရောက်တော့သူတိုက်ခိုက်ဖို့ပြန်လာခဲ့တယ်ဒီတစ်ခါမှာတော့အခြေအနေကလုံးဝပြောင်းလဲသွားခဲ့ပြီးသူ့ရဲ့တုပ်အစ်စ်နဲ့သူကအကြီးအကဲရဲ့တိုက်ခိုက်မှုတိုင်းကိုအလွယ်တကူပိတ်ဆို့နေခဲ့တယ်သူကဝါတုပ်အစ်စ်နဲ့တိုက်ခိုက်တဲ့အခါအကြီးအကဲအတွက်သူ့ကိုယ်သူခုခံကာကွယ်ဖို့အရန်ခက်ခဲလာခဲ့တယ်သူကမှန်ကန်တဲ့အချိန်မှာထိုးနှက်လိုက်ပြီးအကြီးအကဲရဲ့ဓာတ်ဟာသူ့လက်ကနေပြုတ်ကျသွားခဲ့တယ်အကြီးအကဲကအဲ့ဒါကိုကောက်ဖို့ကိုင်းလိုက်တဲ့အခါသူကသူ့ကိုဆွဲကင်လိုက်တယ်အကြီးအကဲကအရှုံးကိုဝန်ခံခဲ့ပြီးသူ့ကိုအကြီးအကဲအစ်စ်အဖြစ်လက်ခံခဲ့တယ်အဲ့ဒီနေ့မှာပဲသူကရှောင်းရင်ဘုံကြီးကျောင်းရဲ့အကြီးအကဲဘုံကြီးအစ်စ်ဖြစ်လာခဲ့ပါတယ်